စစ်အုပ်စုပြုလုပ်တဲ့ရွေးကောက်ပွဲဟာကျွန်တော်တို့ပြည်သူလူထုတရက်လုံးအတွက်ပုံမဒီကြက်တဲသွားနေမယ်ပုံမပို့ပြီးတော့ခက်ခဲသွားစေမယ်ဒါလောက်ရတာဖြစ်တယ်ထောင်းချောက်ကြီးတာဖြစ်တယ်ဟာစစ်တပ်ကဆောင်ရမယ်အထူးရောက်ရွေးကောက်ပွဲရောက်ကြည့်ပါလားခင်ဗျာရောက်ရအောင်ဟုတ်ကဲ့ပါကျွန်တော်ကိုလွမ်းသူပါကျွန်တော်ဒီဒေါ်လာရေးမတိုင်ခင်ကနိုင်ငံရေးလှုပ်ရှားမှုအရင်ပြောပြပါတော့ဗောနော်ဒေါ်လာရေးမတိုင်ခင်ကနိုင်ငံရေးလှုပ်ရှားမှုဆိုတော့ကျွန်တော်ကျောင်းသားဘဝကလည်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်ခဲ့ပါတယ်သို့တော့ကျွန်တော်တို့ခင်မှာတော့ဒီကျောင်းသားသမဂ္ဂတွေဖွဲ့စည်းခွင့်အရင်ပြန်ခက်ခဲတော့အဲ့လိုမျိုးဖွဲ့စည်းနိုင်ဘူးသို့တော့ကျောင်းသားဘဝမှာကလည်းကျောင်းလုံးလှုပ်ရှားမှုတွေကိုကျွန်တော်တို့တက်ကြွပါဝင်လှုပ်ရှားခဲ့တယ်ကျောင်းပြီးတဲ့နောက်မှာတော့ကျွန်တော်တို့တစ်ဖက်မှာကဒီဘဝရည်တည်ဒီအင်ဂျင်နီယာလုပ်ကိုလုံတလန်နဲ့တစ်ဖက်မှာတော့ကျွန်တော်တို့ဘာလို့ဖြစ်တယ်လဲဆိုတော့ဒီလူငယ်ရေးရာကော်မတီတွေပေါ်လာတဲ့အခါမှာကျွန်တော်စကိုင်းတိုင်းဒေသလူငယ်ရေးရာကော်မတီမှာဒီကျွန်တော်ရဲ့လူငယ်ကိုယ်စားလှယ်တယောက်အနေနဲ့နိုင်ငံရေးလုပ်ငန်းစဉ်တက်တက်ကြွပါဝင်ခဲ့တယ်ဒါကတော့တော်လိုင်းတိုင်တွေကပြီးရင်တော့ကျွန်တော်နောက်မြောက်လွန်ပြင်ကြပြရဲဝင်းမှာလည်းလူငယ်ကြပြဆရာတယောက်အနေနဲ့ကျွန်တော်တို့ဒီကြပြဆိုင်ရာအလုပ်တွေကိုကျွန်တော်တက်နိုင်သမျှပါဝင်ဆောင်ရွက်ခဲ့တာရှိပါတယ်ထိုနည်းတူစွာပဲလူဦးတော်လိုင်းမှာတော့ကျွန်တော်တို့လုံနိုင်တဲ့ဒီအကြမ်းမဖက်လူလှုပ်ရှားမှုဒီနာလူလှုပ်ရှားမှုလမ်းစဉ်အဲ့ပေါ်မှာကျွန်တော်တို့ဒီမော်ဝါမျိုးပေါ်မှာလူတပိတ်တိုက်ပွဲတွေကစမော်ဝါမျိုးပေါ်လှုပ်ရှားလို့မရတဲ့ခါမှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ကိုဒေတာကိုမွေးရမျိုးပြန်ပြီးတော့မှပြည်လက်လူလှုပ်ရှားမှုရမပင်ဆက်လင်းကြီးကြေးရွာပေါင်းဆိုလူတပိတ်တိုက်ပွဲဥဆောင်သူတယောက်အနေနဲ့ကျွန်တော်ယနေ့အချိန်ထိဒီလူလှုပ်ရှားမှုအကြမ်းမဖက်လူတိုက်ပွဲနီးနာကိုစုပ်ကန်ပြီးတော့တော်လှန်ရေးတာဝန်နိုင်ငံရေးအခမ်းကဏ္ဍတွေပါဝင်နေတယ်အကြမ်းမဖက်လူလှုပ်ရှားမှုကဏ္ဍအခြားသောနိုင်ငံရေးချက်ဝန်းတွေမှာလည်းနိုင်တဲ့လောက်တော်လှန်ရေးကျလူလူကျတဲဖို့နေတဲ့ရေတော်ပုံတက်သားတို့ဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်အစောကမိခွန်းနဲ့ပြန်ပြီးတော့ဖြေနဲ့ပြန်ချိတ်ရမယ်ဆိုရင်ကျွန်တော်တို့ရမပဲခရဲမှာ၄မြို့နယ်ရှိတယ်၄မြို့နယ်မှာမှစစ်အုပ်စုရွေးကောက်ပွဲဒီကျင်းပခဲ့တာဟာ2မြို့နယ်ပဲဖြစ်တယ်စလင်းကြီးနဲ့ကတ်နီဖြစ်ပါတယ်အဲ့တော့ခုနစလင်းကြီးကတော့ခုနမေကုန်းမှာကျွန်တော်ပြောပြသွားပြီးသားဖြစ်တယ်နောက်တစ်ခုကတ်နီပေါ့ကတ်နီဆိုရင်တော့ကတ်နီဟာဒီသူ့ရဲ့စိုးမိုးထိချုပ် area ဟာကဏီမျိုးမှာပဲရှိတယ်ဒါပေမဲ့ကဏီမျိုးမှာကကဏီမျိုးသူမျိုးသားတွေမနေထိုင်နိုင်ကြတော့ကဏီမျိုးသူမျိုးသားပြည်သူတွေဟာအခြားနေရာမှာရွှေ့ပြောင်းနေထိုင်ကြတယ်အဲ့ဒီထဲမှာတော့သူ့ရဲ့ဒီအကြမ်းဖက်စစ်အုပ်စုနဲ့အဲ့ဒီဘေးမှာရှိတဲ့ကျွန်တော်တို့ဒေသမှာဆိုတော့ပြူစောတိရွာလို့ခေါ်တဲ့ဒီအလဲကျွန်းပေါ့နော်အဲ့ဒီရွာမှာပဲသူတို့ဒီရွေးကောက်ပွဲလုပ်ခဲ့တယ်လို့ပြောတယ်အဲ့တော့တခရိုင်လုံးအတိုင်းအတာနဲ့ကျွန်တော်တို့ခြုံငုံကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရင်းမပဲခရိုင်မှာနေမြေအဖြစ်လေခြေပြောတယ်လူကြီးအဖြစ်လေများပြားတယ်ကျေးလက်နေပြည်သူအရင်များတယ်ပေါ့နော်သို့တော့တကယ်ရွေးကောက်ပွဲရကြည့်မယ်ဆိုရင်မဲပေးသူဦးရေဟာအင်တန်နေပါတယ်ဆိုတော့လည်းတွေ့ရတယ်ပြီးရင်ပြည်သူလူထုကလည်းဒီရွေးကောက်ပွဲပေါ်မှာစိုးစင်းမြယုံကြည်မှုမရှိဘူးစိုးစင်းမြဒီပေါ်မှာစိတ်ရောက်နေတာတခုမှမရှိပါဘူးဒါကကျွန်တော်တို့မြေပြင်တော်လိုင်းရဲဘော်တူအနေနဲ့မြင်တွေ့မြင်ရတဲ့အရှိတရားဖြစ်ပါတယ်သို့တော်လည်းပဲတစ်ဖက်မှာတော့ရွေးကောက်ပွဲကျင်းပနိုင်တယ်ဆိုတော့နိုင်ငံရေးဒီရလက်တစ်ခုရအောင်တော့စစ်အုပ်စုကကြံဖန်ဆောင်ရွက်တာကိုတော့ကျွန်တော်မြင်တွေ့ခဲ့ရတာဖြစ်တယ်ဒါပေမဲ့တကယ်အစစ်မှန်အနှစ်သာရအားဖြင့်ကြည့်မယ်ဆိုတော့ကျွန်တော်ရင်းမပဲခရိုင်တုံးမှာရှိတဲ့ဒီရွေးကောက်ပွဲလုပ်နိုင်တဲ့ယာနှုံးဟာဆိုရင်တော့အင်တန်နေပါပြီးတော့မှပြည်သူဆန္ဒပြည်သူသဘောထားရခဲ့တာပြည်သူသဘောထားပါခဲ့တာမရှိဘူးလို့ပဲကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်ရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီစလင်းကြီးဆိုတော့ရင်းမပဲခရိုင်နဲ့ပါတာပေါ့နော်ရင်းမပဲခရိုင်ကတော့ကျွန်တော်မြို့နယ်၄မြို့နယ်ရှိတယ်ပေါ့ဗျာရင်းမပဲပလဲကလီစလင်းကြီးပေါ့ဒီနေရာမှာတော့ရင်းမပဲမြို့နယ်မှာဒီရွေးကောက်ပွဲအပိုင်း1နဲ့3မှာအပိုင်း3မှာပါခဲ့တယ်အပိုင်း3မှာတော့စလင်းကြီးမြို့နယ်နဲ့ရင်းမပဲမြို့နယ် sorry ကျွန်တော်တို့စလင်းကြီးမြို့နယ်နဲ့ကလီမြို့နယ်ကျွန်တော်ပါခဲ့တာဖြစ်ပါတယ်အဲ့တော့စလင်းကြီးမြို့နယ်ကလီမြို့နယ်မှာစလင်းကြီးကတော့အင်တန်မှအရေးကြီးတဲ့တရုတ်ရဲ့တကယ်တထုတိုက်ပွဲဖြစ်တဲ့ဒီကျေးနီတောင်စီမံကိန်းကြီးတွေတစ်ဖက်မှာတော့လက်ဘရောင်းတောင်ဒီတထုရဲစီမံကိန်းမြန်မာဝန်ပေါင်ကုမ္ပဏီကနေဥပိုင်နဲ့ဖက်ဆက်လုပ်နေတာဖြစ်တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဟိုးရခင်ကလေးကဆောင်ရွက်ခဲ့တဲ့ဒီကျေးစံတောင်စီမံကိန်းမြန်မာရန်စီကုမ္ပဏီဖြစ်ပါတယ်အဲ့ဒီနေရာမှာတော့စလင်းကြီးမြို့နယ်ထဲမှာအဓိကမဲယုံလို့ဆောင်ရွက်တော်တာကတော့ဒီမြန်မာရန်စီကုမ္ပဏီအခြေချတဲ့ဒီတထုရဲစီမံကိန်းလုံသားမျိုးဖြစ်တဲ့မိုင်းမျိုးစာတင်ကျောင်းထဲမှာမဲယုံကျင်းပခဲ့တယ်ရွေးကောက်ပွဲကျင်းပခဲ့တယ်အဲ့ကျင်းပတဲ့နေရာမှာတော့ဒီသူ့ရဲ့ကန်ထဲမှာရှိတဲ့လောက်ကွက်ထဲမှာရှိတဲ့အလုပ်သမားတွေမိုင်းမျိုးမှာမီတင်းနေထိုင်ကြတဲ့
ပြည်သူတွေကမလိုလားတော့လည်းပဲရန်သူရဲ့ဖီစီနှိပ်စက်မှုတွေနဲ့အချို့ဝက်မဲထွက်ပေးခဲ့ရတယ်ဆိုတော့ကျွန်တော်ပြန်ကြားသိရတယ်။ဒါပေမဲ့လည်းအလုံးစုံမဲပေးခဲ့တာမျိုးတော့မဟုတ်ဘူးဆိုတော့ကျွန်တော်ပြန်ကြားသိရပါတယ်။အကယ်၍မဲပေးခဲ့ရင်လည်းပြည်သူဆန္ဒသဘောထားနဲ့ပေးတာမဟုတ်ဘဲနဲ့အကြောက်တရားကြောင့်ရန်သူရဲ့ရင်ခွင်ထဲမှာရောက်နေတဲ့အခြေအနေမျိုးနဲ့ပေးခဲ့ရဆိုတဲ့သတင်းတွေပြန်ကြားရပါတယ်။အဲ့တော့တနည်းအားဖြင့်ပြန်ချုပ်မယ်ဆိုရင်စလင်းကြီးမြို့နယ်မှာဒီမြို့နယ်တစ်မြို့နယ်လုံးသာရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘဲနဲ့ဒီတထုရစီမံကိန်းတစ်ခုဖြစ်တဲ့မြန်မာရန်စီလုံသားမျိုးဖြစ်တဲ့မိုင်းမျိုးမှာပဲစာတင်ကျောင်းမှာပဲဒီမဲယုံတယ်ပြီးရွေးကောက်ပွဲလုပ်ခဲ့ဆိုကြားသိရတယ်ဒီနေရာမှာတော့မဲပေးသူအချို့ရှိခဲ့ပါတယ်သို့တော့တကယ်ကျွန်တော်တို့ရှိခဲ့တဲ့ရွေးကောက်ပွဲနဲ့ဆိုင်တော့မဲပေးတဲ့အရေးအတွက်ဟာအင်တန်နေပါခဲ့တယ်တော့ပေးတဲ့လူတွေရဲ့ပြည်သူဆန္ဒပါဝင်မှုကလည်းအင်တန်နေခဲ့တယ်ဆိုတော့ကျွန်တော်ပြန်ကြားသိရတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရေးအရာစုနိုင်ငံရေးအရာစုပေါ့နော်အားလုံးကတော့ဒီစေအုပ်စုရွေးကောက်ပွဲလုပ်မယ်ဆိုတာကျွန်တော်တို့ကြိုတင်မှန်းဆခဲ့တယ်နောက်အဲ့လိုမှန်းဆခဲ့တဲ့အတိုင်းပဲရွေးကောက်ပွဲတရက်ကိုလည်းလှုပ်လာခဲ့တယ်လှုပ်လာခဲ့တော့ကျွန်တော်တို့အနေနဲ့လည်းဒီရွေးကောက်ပွဲဟာအတူရောက်ရွေးကောက်ပွဲဖြစ်တယ်ပြည်သူဆန္ဒသဘောထားမပါဘူးဆိုတော့ပြောနိုင်တယ်အဲ့အတွက်လည်းလက်ရှိဒီကမ္ဘာအခင်းကျင်းရာကြည့်မယ်ဆိုတော့အကျိုးစီးပွားဖတ်တဲ့ပြီးရင်ဒီအာဏာရှင်စနစ်ကိုမန်မောခုံမြင်ကြတဲ့သူ့ရဲ့ blame လူပူဆိုနိုင်ငံအချို့အတိမပြုတာလွယ်လို့ဒီအာဆီယံဒေသရောနိုင်ငံအပါဝင်ဥရောပနိုင်ငံတွေကစဒီလိုမျိုးဒီစစ်အုပ်စုရွေးကောက်ပွဲအတိမပြုတာကျွန်တော်တို့ဒါကျွန်တော်တို့တန်တမန်အခင်းကျင်းရာဒီပလိုမေစီခင်းကျင်းရာကြီးဒါမြင်တွေ့ရတယ်အဲ့လိုပဲဒီတနိုင်ငံလုံးတိုင်းတာနဲ့ကြည့်မယ်ဆိုပြည်သူဟာဒီရွေးကောက်ပွဲပြီးသွားရင်ရောတိုင်းပြည်ကဘာဖြစ်သွားမယ်ညာဖြစ်သွားဘယ်သူမှမျှော်လင့်မထားပါဘူးဒီရွေးကောက်ပွဲဟာကျွန်တော်တို့ပြည်သူလူထုရဲ့သဘောထားဆန္ဒမပါဘူးမပါတဲ့အခါမှာကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေရဲ့အာကောင်းမောင်းတန်လှုပ်ရှားမှုအပါဝင်ပြည်သူလူထုကိုယ်တိုင်ကစစ်အုပ်စုပြုလုပ်တဲ့ရွေးကောက်ပွဲဟာကျွန်တော်တို့ပြည်သူလူထုတရက်လုံးအတွက်ပိုမိုဒီကြက်တဲသွားစေမဲ့ပိုမိုပို့ပြီးတော့ခက်ခဲသွားစေမဲ့ဒါလောက်ရတာဖြစ်တယ်ထောင်းချောက်ကြီးတာဖြစ်တယ်တကယ်ကိုဒီသူ့အတွက်ကတော့သူကျူးလွန်ခဲ့သမျှဒီစစ်ရာဇဝမှုတွေwar crime တွေပြီးရင်သူတပ်ဖြတ်ခဲ့သမျှမရင်းချင်းခဲ့သမျှမီးရှို့ခဲ့သမျှဘုံကျဲတပ်ဖြတ်ခဲ့သမျှအားလုံးတွေကိုခွာချဖြစ်ဖို့ကြိုးစားခြင်းတာဖြစ်တယ်ဆိုတော့လူထုကရှင်းရှင်းလင်းလင်းမြင်တာဖြစ်တယ်အခုရွေးကောက်ပွဲနေ့မှာလဲရွေးကောက်ပွဲမတိုင်ရင်လည်းတတ်တယ်ရွေးကောက်ပွဲနေ့မှာလည်းတတ်တယ်အခုရွေးကောက်ပွဲအလွန်ကာလကြောင့်လဲဆက်တက်နေရဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲရဲ့ရလက်ပဲဖြစ်ဖြစ်ရွေးကောက်ပွဲရဲ့ဖြစ်တည်မှုပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူလူထုအပေါ်မှာတော့တက်ရောက်တယ်လို့ကျွန်တော်တို့မရှုမြင်ပါဘူးတက်ရောက်မှုလည်းရှိတယ်လို့မခံယူပါဘူးပြီးရင်တိုင်းပြည်အတွက်လည်းတကယ်စစ်မှန်တဲ့ဒီအပြောင်းလဲဖြစ်မှာမဟုတ်ဘဲနဲ့စစ်အုပ်စုတပ်ဆိုးရှည်တွေလုပ်တဲ့သူ့ရဲ့နိုင်ငံရေးထွက်ပေါက်တစ်ခုသာဖြစ်တယ်လို့ကျွန်တော်တို့ရှုမြင်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒီကိစ္စကိုကျွန်တော်တို့ရမပဲခရိုင်နဲ့ပတ်သက်ပြီးတော့ဒီရမပဲပလဲမှာလုံးဝမလုံနိုင်ခဲ့ဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ခုနကတော့ကဏီစလင်းကြီးမှာလောက်သွားတဲ့ဟာနဲ့လည်းပတ်သက်တော့အခုပြောရရင်တော့တခရိုင်လုံးတိုင်းတာဆိုတော့ဘာမှမရှိဘူးပေါ့နော်ရွေးကောက်ပွဲလုံနိုင်တာအဲ့တော့လုံးဝမလုံနိုင်တဲ့မြို့နယ်တော်ရှိဆိုတာဒါကကျွန်တော်တို့နွေဦးတော်လိုင်းအစပြန်ကောက်ရရင်ကျွန်တော်တို့ရမပဲခရိုင်ဒီနွေဦးတော်လိုင်းရဲ့တကယ်ကိုဒီရှေ့ဆုံးကလက်နက်ကင်တော်လိုင်းဖြစ်ထွန်းခဲ့လက်နက်ကင်တော်လိုင်းမှာဖြစ်ထွန်းခင်ကလေးကလည်းကျွန်တော်တို့ကမြို့ပြတပိတ်တွေမှာဒီကျေးလက်တပိတ်တွေဒီယနေ့ချိန်ထိရှိနေတဲ့ဒေသတွေဖြစ်တယ်ပလဲရောရမရောကဏီရောစလင်းကြီးရောဒီလိုဒေသဖြစ်တဲ့အခါမှာတနည်းအားဖြင့်တော့ကျွန်တော်တို့ရဲ့ဒီလက်နက်ကင်တော်လိုင်းရေးစစ်ရေးရအားကောင်းတာဒီပါတယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေရဲ့လူထုနဲ့အတူတသားရဲ့ရက်တည်ပြီးတော့လူထုကိုဒီလှုပ်ဆော်နိုင်တာလူထုကိုအတိပေးနိုင်တာပါဝင်လူထုကိုယ်တိုင်ကဒီအခင်းချင်းကြီးဟာလက်ခံစရာမဟုတ်ဘူးပြည်သူကိုယ်တိုင်ကတော်လှန်ရေးသမားတွေပြည်သူကိုယ်တိုင်ကတကယ်ကိုဒီစစ်အုပ်စုရဲ့စစ်အာဏာရှင်စနစ်ကိုယုံမုန်းတာကြောင့်ဒီလိုမျိုးဒီအခင်းချင်းကိုမရောက်တာလို့ကျွန်တော်တို့ကတော့လေးလေးနက်နက်ရှုမြင်ပါတယ်ဟုတ်ကဲ့အဲ့တော့ရွေးကောက်ပွဲ post election ပေါ့နော်ရွေးကောက်ပွဲအလွန်ကာလမှာတော့ရန်သူဒီသူစစ်အုပ်စုပေါ့နော်ရန်သူဆိုတဲ့ဒီအကြမ်းဖက်စစ်အုပ်စုစစ်အာဏာရှင်ကတော့သူဒီအတူရောက်ရွေးကောက်ပွဲလုပ်ပြီးတော့မှနိုင်ငံရေးခွာချမှုတွေဒါရီတော့သူဘာလုပ်တော့မှလဲဆိုတော့အားလုံးလည်းကြီးညာထားပြီးသားဖြစ်တယ်မက်စလာမှာလွတ်တော့ခေါ်မယ်ဧပြီမှာအစိုးရဖွဲ့မယ်ဟုတ်ပြီအဲ့ဒီအစိုးရကဒီရွေးကောက်ပွဲရလက်ကနေမဲပြီးတော့ရှင်းနေလေသူကြောတော့နောက်ခံပေးထားတဲ့ပါတီကနေအနိုင်ရပြီးမှအစိုးရဖွဲ့မှာပဲအဲ့တော့ဒီစိုးမိုးထားတဲ့နယ်မြေတွေရန်သူရဲ့လှုပ်ထိုးလုံဒီတိုင်းပဲသူစိုးမိုးမှုမရှိတဲ့နယ်မြေတွေပေါ့နော်စိုးမိုးထားတဲ့နယ်မြေတွေတော့သူဖြေလျှော့တာအချိုတွေလုံးမယ်ဒိုရီမုတ်ထပ်ပြီးတော့ကျန်းနိုင်လုံနိုင်တယ်အဲ့လိုပဲသူမစိုးမိုးတဲ့နေရာတွေမှာဘာလုပ်မှလဲဆိုတော့သူစိုးမိုးမှုရအောင်ညီးဖုံဖုံနဲ့စူးစမ်းမှာဖြစ်တယ်လို့ကျွန်တော်ရှုမြင်တယ်ဒါပေမဲ့လေဒါဒီ
လက်နက်ရှိလို့အနိုင်ရသန်းဆိုရင်စစ်အုပ်စုဟာဒါနိုင်နာကြလိုက်သို့တော်ပြည်သူထောက်ခံမှုတော်လိုင်းအင်အားစုတွေအာကောင်မောင်းတန်ဒါတွေအလုံးဟာဒီစစ်အုပ်စုဘက်မှာရှိမနေပါဘူးဒီအတွက်လည်းကျွန်တော်တို့ကဒီတော်လိုင်းအခင်းကျင်းထဲမှာရုပ်ောက်ပွဲတွေဖြစ်လာပြီးရုပ်ောက်ပွဲအလွန်ကာလဆိုတော့ကျွန်တော်တို့တော်လိုင်းအစုဖွဲ့တွေဘက်ကလက်ရှိကျွန်တော်တို့လိုအပ်နေတဲ့ကျွန်တော်တို့အားနေခဲ့တဲ့ကျွန်တော်တို့မှားယွင်းခဲ့တဲ့အရာတွေကိုပြင်ဆင်ပြီးတော့မှလူထုကိုဝန်ဆောင်မှုပေးကြမယ်လူထုလိုလားတဲ့ပုံစံကိုတိစောက်မယ်ဆိုရင်တော့ဒီနေရာတွေမှာရန်သူဟာတိထက်ပိုဒီစိုးရတဲ့ဆုံးရှုံးမှုတွေတိထက်ပိုပြီးတော့ဒီမထိုးပေါက်နိုင်တဲ့အခြေအနေတွေကျွန်တော်တို့မြင်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့လောက်ရမှာဒီတနည်းအားဖြင့်ကျွန်တော်တို့လိုအပ်ခဲ့တဲ့အားနေခဲ့တဲ့မှားယွင်းခဲ့တဲ့အရာတွေကိုကျွန်တော်ပြင်ရမယ်ပြီးရင်ကျွန်တော်တို့စုစည်းရမယ်ပြီးရင်ကျွန်တော်တို့9နှစ်တာဖြစ်ပျက်ခဲ့မြောက်သင်ခန်းစာယူပြီးတော့လက်ကြံကာလမှာကျွန်တော်ပုံမကျစ်လက်စုစည်းမှုတွေနဲ့ဒီရန်သူပြန်ပြီးတော့လှုပ်လာနိုင်တဲ့ဟာတွေကိုကျွန်တော်တို့မဟာဗျူဟာကြကြနီးနာကြကြစနစ်တကျကျွန်တော်တို့ပြန်ပြီးတော့တုံ့ပြန်ဖို့ပြင်ရမယ်လို့ကျွန်တော်အနေနဲ့လေးနဲ့ရှုမြင်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီလက်ရှိຫນွေဦးဒေါ်လာရေးတာမကောက်ဘူးเนาะကျွန်တော်တို့နိုင်ငံရဲ့ဒီကိုလိုနီစနစ်ကိုတွန်းလှန်တိုက်ပွဲဝင်တဲ့ဒေါ်လာရေးမှဒီကျွန်တော်တို့ဒီစစ်အာဏာရှင်စနစ်ဒီကိုခေတ်တိုင်းတော်လှန်ခဲ့တဲ့တော်လှန်ရေးကာလတိုင်းမှာဒီအတွန်းပရိပက္ခတွေဟာအမြဲတမ်းရှိခဲ့တာဖြစ်ပါတယ်အခုမှမဟုတ်ပေါ့သို့တော်လည်းပဲဒါတွေကကျွန်တော်တို့ကလက်ဆင့်ကမ်းယူရမယ့်အရာမဟုတ်ပါဘူးဒါတွေကကျွန်တော်တို့ဒီခြံထားခဲ့မယ့်အရာဖြစ်ပါတယ်သို့တော်လည်းပဲတော်လှန်ရေးတစ်ခုဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ကအစုအဖွဲ့တွေအများကြီးပေါ်ပေါက်ပြီးတော့တော်လှန်ရတယ်ပေါ့နော်အစတော့ကတော့တယောက်ချင်းတယောက်ချင်းကနေကျွန်တော်တို့တစုချင်းကနေတစ်ဖွဲ့ချင်းဖြစ်လာအဲ့လိုဖြစ်လာရကနေကျွန်တော်တို့ကိုယုံကြည်တယ်ကိုနားလဲတဲ့ပုံစံနဲ့တော်လှန်ကြရနေဒီလိုမျိုးနားလည်မှုတွေလွဲကြတယ်ပေါ့ဗျာနားလည်မှုတော့အတွန်းပရိပက္ခတွေကကျွန်တော်တို့ဒီအကောင်းဆုံးမဖြေရှင်းနိုင်ခဲ့တဲ့အပေါ်မှာဘာဖြစ်လာလဲဆိုတော့နည်းနည်းကြီးလာခဲ့တယ်ပေါ့အဲ့တော့တနည်းအားဖြင့်တော့ဒါဒီနိုင်ငံရေးစကားရပြောတော့မိဖက်ပရိပက္ခပဲဖြစ်တယ်မိဖက်ပရိပက္ခကိုကျွန်တော်တို့ကကောင်းမွန်တဲ့လူထုအတန်လူထုရဲ့ဖြစ်ချင်တဲ့ဟာကိုအလေးမမှုပဲနဲ့ဒီဆက်ပြီးတော့မှအချင်းချင်းကြားကတုံ့ပြန်နေကြမယ်အချင်းချင်းကြားကကျွန်တော်တို့ဒီနိနာဆုံးတဲ့ဟိုဘက်ကဒီလိုပြောလိုက်ဒီဘက်ကဒီလိုပြောလိုက်လုပ်မယ်ဆိုတော့လူလူလိုချင်တဲ့အခင်းချင်းမရောက်ဖ ೇನೆ ရံဖက်ပရိပက္ခကိုရောက်သွားစေနိုင်ပါတယ်အဲ့တော့ဒါတွေဒီဘာကြောင့်ဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီပြည်သူလူထုရဲ့ဖြစ်ချင်တဲ့သဘောထားကိုကျွန်တော်တို့ဖန်တီးပေးရမှာဖြစ်တယ်နောက်တစ်ခုကတော့ပြည်သူလိုချင်တဲ့အဖြစ်အရှင်းပါတယ်ဒီအင်အားစုတွေစူးစီးသွားတယ်ညီညွတ်သွားတယ်တကယ်ကိုပြည်သူကိုကာကွယ်မဲ့ဒီပြည်သူဒေါ်လာရေးကြီးဖြစ်တယ်ဆိုတော့ပြနိုင်ဖို့လိုအပ်တာဖြစ်တယ်အဲ့တော့အဲ့လိုပြည်သူဒေါ်လာရေးဖြစ်ဖို့ဆိုရင်လည်းကျွန်တော်တို့လက်ရှိကျွန်တော်တို့ခုနကျွန်တော်မိခွန်းထဲမှာလည်းပြောခဲ့တယ်လို့ပဲဒီမိဘပရိပက္ခတွေပေါ့ဗျာကျွန်တော်တို့အတွန်းထဲကဖြစ်နေတဲ့ပရိပက္ခခက်စိတ်တွေကိုကျွန်တော်တို့ကတချို့အရာတွေမှာတွေ့ဆုံပြီးတော့မှအချင်းချင်းညှိနှိုင်းဆွေးနွေးမှုတွေကျွန်တော်လုပ်ဖို့လိုတယ်ညှိနှိုင်းဆွေးနွေးမှုတွေကနေပြီးတော့ပြည်သူအတွက်တကယ်ကိုကောင်းမွန်တဲ့ကျွန်တော်ဒီလိုတော့ဖြည့်ရှင်းနေကြပါပြီပြည်သူအနေနဲ့လည်းဒီဖြည့်ရှင်းမှုတွေပေါ်မှာထောက်ခံပေးကြဖို့ပြီးရင်ပြည်သူကိုယ်တိုင်ကလည်းထဲ့ဝင်မှုကပြည်သူဟာအင်တန်ကို9နှစ်တာကာလမှာတကယ်ကိုတက်လုံကောင်းနဲ့ယနေ့အချိန်ထိစံဆိုးစံစီဆိုစီဒီအလူခံနေယနေ့အချိန်ထိနိုင်နေတဲ့ကနေထည့်နေကြတော့မှဖြစ်တယ်ပြည်သူရဲ့တာဝန်ကျေမှုကတော့ဒါပြောစရာမရှိဘူးသို့တော့ကျွန်တော်တို့တော်လိုင်းထဲမှာပါနေကြတော်လိုင်းအင်အားစုအချင်းချင်းကြားမှာအတ္တတွေမာနတွေဒေါသတွေကိုခဏထားပြီးတော့မှပြည်သူကိုမျက်နှာဖို့တော်လိုင်းကိုမျက်နှာဖို့ပြည်သူလိုချင်တဲ့အခင်းကျင်းကိုဖန်တီးကြမှာဖြစ်တယ်အဲ့လိုဖန်တီးပြီးဆိုလေပြည်သူကကျွန်တော်တို့လူတော်လိုင်းအစကထဲ့ဝင်ပံ့ပိုးခဲ့ကြတဲ့အတိုင်းပဲလက်ကြံဒီတော်လိုင်းခီးချမ်းကြီးကိုမြင်မြန်ဆန်ဆန်အဆုံးသတ်နိုင်ရေးဆိုတော့ဒီလိုမျိုးဖြစ်ဖို့လေကျွန်တော်ပြည်သူတွေနေနဲ့တွန်းအားပေးရမှာဖြစ်တယ်ဒီလိုပြည်သူတွန်းအားပေးတဲ့ပြည်သူကလိုချင်တဲ့အပေါ်မှာလေတော်လိုင်းအစုဖွဲ့တွေနဲ့တည်တည်ချာချာဒီကျွန်တော်တို့နိုင်ငံရေးစကားရပြောရင်တော့လူထုအတန်နားထောင်တယ်ပေါ့နော် public hearing တည်တည်ချာချာလုပ်ပြီးတော့မှအဲ့တော့ငါတို့ဘယ်လိုမျိုးဒီစုစည်းနိုင်မလဲအဲ့တော့ကျွန်တော်တို့ဒီကျိုးပြေးကွန်ရက်ခံရတဲ့ကျွန်တော်ရဲ့ရဲဘော်ကြီးကိုပြိုးစရာတော်ရဲ့စကားရပြန်ပြောရရင်တော့ငါတို့အားလုံးစုစည်းနေရင်ဘာမှမဖြစ်အဲ့တော့အခုကျွန်တော်တို့ဖြစ်နေတာတွေကကျွန်တော်မစုစည်းနိုင်သေးလို့ဖြစ်နေတဲ့စင်ခေါ်ချက်တွေဖြစ်တယ်ကျွန်တော်တို့သာစုစည်းနိုင်မယ်ဆိုရင်ဒါကျွန်တော်တို့ဒါတွေကိုအမြဲဆုံးချော်လွှားနိုင်မယ်လို့မြင်တယ်လူလူလိုနေရလဲအဲ့ဒီသဘောထားအဲ့ဒီအခြေအနေပဲဖြစ်တယ်လို့ကျွန်တော်ရှုမြင်တယ်ဒါကြောင့်လူလူလိုချင်တဲ့အရာကိုကျွန်တော်တို့တော်လိုင်းထဲမှာထဲဝင်ပါနေတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအဖွဲ့အစည်းတွေခေါင်းဆောင်တွေအားလုံးဟာအကောင်းဆုံးဖြည့်ရှင်းပြီးတော့မှတကယ်ကိုပြည်သူတော်လှန်ရေးတကယ်ကိုလူလူတော်လှန်ရေးဖြစ်တယ်ဆိုတာကိုလက်တွေ့ကြကြတက်တည်ပြပြီးတော့မှစကလုံးတွေပြီးရင်အချင်းချင်းဒီဆွေးနွေးညှင်းခုန်နေရတဲ့မပြီးတော့ပဲတကယ်ကိုလက်တွေ့ကြတဲ့ဒီတိုင်းပြည်လုံးလွတ်မြောက်ရေးဆိုတဲ့ဒီကိုဥတီတော့ဖို့လုံးမယ်လို့ကျွန်တော်အနေနဲ့လေးနက်စွာရှုမြင်သုံးသပ်ပါတယ်
အဲ့တော့နံပါတ်1ပေါ့နော်တော်လိုက်ရ9နှစ်ကာလကျွန်တော်တို့အမြဲတမ်းပြောနေတဲ့ဒါရေလက်မဟုတ်တော့ဘူးပေါ့နော်တကယ်ရေရှည်ခီးဖြစ်လာတယ်ပေါ့ရေရှည်ခီးမှာတော့ကျွန်တော်တို့ကစိတ်သက်သိအရေးကြီးတယ်ပေါ့သို့တော့စိတ်သက်ရှိပေမဲ့လည်းဘာဖြစ်လာလဲဆိုတော့တကယ်ကိုစင်ခေါ်ချက်တွေကစာဝန်တွေခက်ခဲတဲ့ကုန်စည်နှုန်းကြီးပြင်းနေဒီလိုဖြစ်လာတဲ့ခါမှာဒီအနှုတ်လက္ခဏာဆောင်တာကတော့ကျွန်တော်တို့ဒီလက်နက်ကိုင်အင်အားစုတွေမှာရောဒီနိုင်ငံရေးအင်အားစုတွေမှာရောဒီအရေးတော်အဖြစ်ကျွန်တော်တို့ရော့လာတာကိုတော့ဒါနည်းနည်းအနှုတ်လက္ခဏာဆောင်တယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်ဒါကလည်းဒီရန်သူဘက်ကပြည်စည်းနှိပ်စက်မှုတက်ကြောင့်မဟုတ်ပါဘူးကိုယ့်ရဲ့ဒီခေါင်းဆောင်မှုအားနေတာစုဖွဲ့မှုကျွန်တော်တို့လိုအပ်နေတာဒီစစ်ရေးရဆိုရင်တော့ကျွန်တော်တို့အမြဲတမ်းဗဇက်ဖျားမှာမချကြတဲ့ COC ပေါ့ဗျာဒီ COC ကိုမတည်ဆောက်နိုင်တာအုတ်ထုတ်6ပတ်အုတ်ထုတ်6ပတ်ကျွန်တော်တို့မလုံနိုင်ကြတာဒါတွေကြောင့်လည်းကျွန်တော်တို့အများကြီးဖြစ်တယ်လို့ယူဆတယ်အဲ့လိုပဲနိုင်ငံရေးရာကြည့်ပြန်တော့လေဒီကိုယ့်ရဲ့နိုင်ငံရေးခံယူချက်ပေါ်မှာ base လုပ်ပြီးတော့မှဒီအလျှော်တဲ့အတိုးဆုပ်တွေမဟုတ်ဘဲနဲ့တရက်သေးကင်ထားတဲ့တရက်သေးမူဝါဒတွေကင်ပြီးတော့ဆွေးနွေးတာကလည်းဒီလိုမျိုးဂျားတွေထဲမှာတကယ်ကိုတက်ကြွတဲ့လူငယ်တွေကြားမှာတော်လှန်ရေးကိုပွင့်လေပြန်တော့အနှဲငယ်ဒီစိတ်ပြတ်သွားစေတဲ့အခင်းကျစ်တွေလည်းဒါအနှုတ်လက္ခဏာအရမြင်ရတာဖြစ်တယ်ဒါကတော့ဒီကျွန်တော်တို့ရှုမြင်ရတဲ့အရေးအတွက်အဖြစ်အနှုတ်လက္ခဏာလို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဒါဆိုရင်ဖြစ်ထွန်းတိုးတက်မှုအရာကြည့်မယ်ဆိုရင်တော့လေဘာလဲဆိုတော့ကျွန်တော်တို့ဒီလက်ကျန်ဒီရှိနေတဲ့အင်အားစုတွေမှာဘာဖြစ်လာလဲဆိုတော့ဒီအရင်တော့ကတစ်ဖွဲ့ကနေအခု2ဖွဲ့3ဖွဲ့ဒါစီရေးရပူပေါင်းလာနိုင်တာပို့ပြီးတော့စနစ်တကျဒီစစ်ပညာတွေတင် जा လာနိုင်တာဒီလိုမျိုးဒီလက်နက်မဲ့ကိုစီကံမဲ့ကင်တာမဟုတ်တော့ဘဲနဲ့စနစ်တကျကင်ဆောင်လာနိုင်တာဒါစီရေးရပြီးရင်ဒီစစ်တိုက်တော့မယ်ဆိုအရင်ကဒီဘယ်လိုပြောမလဲစနစ်တကျမဟုတ်ဘယ်နဲ့တိုက်ခဲ့ရတယ်ခုတော့စနစ်ကျတဲ့စစ်စင်ရေးတွေကိုပုံဖော်လာနိုင်တာကျွန်တော်တို့ဒီမျိုးသိမ်းနိုင်မှုတွေကစကျွန်တော်မြင်တွေ့လာတာဖြစ်တယ်ပေါ့လေဒါတစ်ပိုင်းပေါ့နောက်နိုင်ငံရေးရာကြည့်ပြန်တော့လေနိုင်ငံရေးမှာဆိုတော့ဒီကျွန်တော်တို့အများနဲ့ပြောတဲ့ border HF လို့ပေါ့နော်ဒါကျွန်တော်တို့ဒီအညာလို့ခေါ်တဲ့စကိုင်းမကွေးမန်းလေးမှာဆိုရင်တော့ဘာဖြစ်လဲဆိုတော့မကွေးမှာဆိုလေလက်ရှိမကွေးFederal Unit ဂျာကာလာအစိုးရပေါ့လေစကိုင်းမှာဆိုလေစကိုင်း Federal Unit ဂျာကာလာအစိုးရပြီးရင်မန်းလေးမှာဆိုလေမန်းလေးဒါ Federal Unit ရဲ့ဂျာကာလာအုပ်ချုပ်ရေးကောင်စီဒီလိုမျိုးတွေအောက်ကနေအပေါ်ကိုချင်းကတ်တဲ့တကယ်ကိုကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာမရှိခဲ့တဲ့နိုင်ငံရေးတည်ဆောက်မှုအသေးကြီးကိုလောလောဆယ်မှာတော့စတင်ချေဦးလန့်နေပြီဒါဒီလည်းပဲကျွန်တော်တို့ဒါစတင်ဆောက်ရနေတဲ့အခင်းကျင်းပဲဖြစ်တယ်ဘယ်လောက်ထိကျွန်တော်တို့ကောင်းလာမလဲဆိုတာဆက်ပြီးတော့မှပြည်သူလူထုရောတော်လိုင်းစုဖွဲ့တွေရောတွန်းရမယ်ပူပေါင်းပါဝင်ရမယ်အခင်းကျင်းဖြစ်တယ်အဲ့တော့တိုးတက်မှုအနေနဲ့ဆိုရင်တော့စီးရေးရလဲစူးစီးလာနိုင်သလိုတစ်ဖက်မှာလည်းနိုင်ငံရေးဖြစ်ထွန်းမှုတွေကနိုင်ငံရေးရစနစ်တကျရှေ့ကိုဘယ်လိုသွားကြမလဲရဲ့ပြီးရင်လက်ရှိပေါ်ပေါက်လာတဲ့ဂျာကာလာအစိုးရတွေနဲ့ကိုယ်နယ်မြေမှာတကယ်ကိုဒီအုပ်ချုပ်ရေးရန်တရားတွေအခြားသောရန်တရားတွေစနစ်တကျခိုင်ခိုင်မာမာတိဆောက်လာနိုင်မယ်ဆိုရင်တော့ဖြစ်ထွန်းတိုးတက်မှုတွေဟာဒီချိန်မှာပိုများပြားလာမှာဖြစ်ပါတယ်လူလူရဲ့စိန်ခေါ်ချက်တွေကိုဒီတော်လိုင်းအစုဖွဲ့တွေပေါ်ပေါက်လာတဲ့ဂျာကာလာအစိုးရတွေကနေပြီးတော့မှလေးနက်စဉ်းစားပြီးတော့မှဒါတွေကိုအကောင်းဆုံးဂိုင်တွယ်ကြရမှာဖြစ်ပါတယ်စစ်အနိုင်တိုက်ရေးကိုကျွန်တော်တို့ဦးစားပေးပုံဖော်ရမှာဖြစ်တယ်လို့နိုင်ငံရေးရာစစ်အနိုင်တိုက်ရေးနဲ့ဒီတန်းပြီးတော့ကျွန်တော်တို့ဖွံ့ဖြိုးရမယ်လူလူရဲ့ဒီဖြစ်တည်မှုတွေကိုတည်တည်ချာချာကျွန်တော်တို့သိပြီးတော့မှလူလူရဲ့ဒီဖြစ်တည်မှုနဲ့လိုက်လျောညီထွေတဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကိုကျွန်တော်တိစောက်ဖို့လိုမယ်လို့လေးနဲ့စွာသုံးသပ်ချင်ပါတယ်Wait up! Hold up! Wait up! Hold up! Wait up! Hold up! Arrow no! Arrow no!